YouTube ပေါ်မှာဒီလိုပြောကြည့်ရင်ကြည့်မဲ့သူအားပေးမဲ့သူရှိတော့မှာမဟုတ်ဘူးမတတ်နိုင်ဘူးလေပြောတင်တာတော့ပြောရမှာပဲတရားမှာတရားလောက်ကောင်းသွားရင်တော်ပါပြီမြင်လာပါခင်ဗျာကျွန်တော်ဦးထွန်းပါဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာနေ့စဉ်မြင်တွေ့နေရပြီမဲ့လေလူတိုင်းကအမှုမဲ့အမှတ်မဲ့ကြော်သွားကြတဲ့အတန်တိတ်လူသက်သမားတစ်ယောက်ရဲ့အကြောင်းပါပဲအဲ့ဒါကတော့လွယ်လွယ်နဲ့ချမ်းသာခြင်းနဲ့စိတ်ကူးရဲ့လောင်းကစားတစ်ခုပါပဲနှလုံးသုံးလုံးအွန်လိုင်းဂိမ်းတွေဟာလူငယ်တွေရဲ့အနာဂတ်ကိုဘယ်လိုမျိုးအစိမ့်လိုက်ဝါမြုပ်နေတယ်လဲဆိုတာခဏလောက်လေးချိန်ပေးပြီးတော့နားထောင်ပေးပါဦးအုံတော့ထဲမှာရှိတဲ့ဒိုပါမင်ဟာလူငယ်တွေကိုဘယ်လိုဒုက္ခပေးတယ်လဲဆိုတာနားထောင်ကြည့်လိုက်ရင်တော့သိလာမှာပါရာရာအလုံးကတော့အပျော်နဲ့စကြတာပါတထောင်ဖိုးလောက်ထိုးကြည့်မယ်ပေါက်ရင်မိုးရတာပေါ့ဆိုတဲ့အတွေးနဲ့စခဲ့ကြတယ်တိုက်ဆိုင်နိုင်ပဲအစာပိုင်းမှာကံကောင်းလို့ပေါက်သွားတတ်ကြသေးတယ်ပေါက်လို့ပြောတာပေါ့ဒါဟာငါးသာချတယ်ဆိုတာသူတို့မသိပါဘူးအဲ့ဒီနောက်မှာတော့အုံနောက်ကဒိုဝါမင်းဆိုတဲ့ဓာတ်တစ်မျိုးကြောင့်နောက်တစ်ချိန်လဲပေါက်အောင်မှာပဲဆိုတဲ့အမားကြီးကိုအမှန်ထင်းလာတာပေါ့ဂျာပေါက်အနေနဲ့ဒိုဝါမင်းဆိုတာပါလဲတီးတလောက်လေးရှင်းပြပေးမယ်တိတ်ပန်ဒီကြအချက်လက်ရာဘာလို့လူငယ်တွေကစုံနေမှန်းသိလျက်နဲ့ရုံးမထွက်နိုင်ကြတာလဲအဲ့ဒါကကျွန်တော်တို့အုံနောက်ထဲမှာရှိတဲ့ဒိုဝါမဲဆိုတဲ့ဓာတ်တစ်မျိုးကြောင့်ပါဂိတ်ကလုတ်ကိုနှိပ်လိုက်တဲ့အခါဂျက်ပေါ့ပေါက်မလားလို့မျောလင်းလိုက်တဲ့အချိန်တိုင်းမှာအုံနောက်ကဒီတက်တွေကိုထုတ်ပေးနေပါတယ်ဂျက်ပေါ့ပေါက်လိုက်လို့ပတ်စံရလိုက်တဲ့အခါမှာထွက်လာတဲ့ဒိုဝါမဲပမာဏဟာမိုးရီစေးသုံးဆွဲတာတဲ့ထပ်တူနီးပါးပြင်းထန်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဒီတက်ရဲ့လှည့်သားမှုကိုခံရပြီးစိတ်ကမနိုင်တော့ပဲမရှိရှိတာတွေရောင်းချပြီးစောတဲ့အဆင့်ထိဆွဲလန်းသွားကြပါတယ်ဒါကြောင့်ဒါအကျဉ်းဆွဲုံနဲ့မဟုတ်ဘဲအုံနောက်ကိုဖျက်ဆီးနေတဲ့ယောဂတစ်ခုလိုတောင်ပြောလို့ရပါတယ်ကျွန်တော်တို့တစ်ခုခုကိုအောင်မြင်တဲ့အခါပျော်စရာတွေကြုံတဲ့အခါတိုင်းမှာအုံနောက်ကဒိုဝါမင်းဆိုတဲ့ကြွရှင်မှုပေးတဲ့တက်ကိုထုတ်လုပ်ပေးပါတယ်အလောင်းကစားမှာမျောလင့်ချက်ကနန်းနှိပ်လိုက်တဲ့အချိန်မှာသို့မဟုတ်ထိုးလိုက်တဲ့အချိန်မှာတင်အုံနောက်ကဒိုဝါမင်းနဲ့စထုံနေပါပြီပေါက်သွားတဲ့အခါဒိုဝါမင်းနဲ့ဟာအလုံးရင်းနဲ့ထွက်လာပြီးအရန်ကောင်းတဲ့အရာသာကိုခံစားရစေပါတယ်ဒါကိုပျော်ရွှင်နေလို့သတ်မှတ်ကြတာပေါ့အဲ့ဒီနောက်ပိုင်းမှာတာမန်ပျော်ရွှင်မှုတွေဥပမာလေးသမင်းစားတာစားပတ်တာပျော်ပါတာတွေကဒိုပါမင်နည်းနည်းပဲထွက်တော့တာမို့မပျော်တော့ပဲအလောင်းကစားလုံးမှပျော်တော့တဲ့အခြေအနေအဒီရှင်ဖြစ်သွားပါတယ်အဆိုးဆုံးကတော့ဖုန်းထဲမှာတင်ငွေဖြစ်ပြီးနှိပ်လို့ရတဲ့စလော့ဂိမ်းတွေပါပဲဒါထိုင်ရမထဘဝကိုဖြစ်စီနေတာပါဖုန်းစကရင်ပေါ်ကလာပါတဲ့အကြောင်းတွေမြူးကြွားတဲ့အတန်တွေတက် Bitwin ဆိုတဲ့စာသားကြီးကလူငယ်တွေကိုအုံနောက်ဆေးနေတယ်လို့ထင်နေတာပါပဲတခါတည်းနဲ့သိကြည့်ရလိုက်တဲ့အခါငါတော့ကံပွင့်ပြီလို့ထင်သွားတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုရလိုက်တဲ့ပတ်စံဟာနောက်ပိုင်းမှာကိုယ့်စီကပါသွားမဲ့တိတ်ဆဲချီရချီအတွက်မြားခွန်နေတဲ့နံများချိတ်မှာတက်ထားတဲ့အစာဆိုတာကိုမေ့နေကြတယ်ပတ်စံရှာရတာလွယ်လိုက်တာလို့ထင်လာတဲ့နေ့ဟာ
တဲ့ရဲ့ငရဲတကားကိုစတင်ဖွင့်လိုက်တာပါပဲစလောက်ကိန်းစောတဲ့သူတွေရဲ့ဘဝကိုကြည့်လိုက်ရဲ့အချိန်မရှိစားချိန်မမှန်တော့ဘူးတနေ့ကုန်ထိုင်ရမထဝေကုံမှဖုံးမဲ့တွေကုံမှလူကတည်းပြန်ဝင်လာတတ်ကြတယ်အဲ့ဒီအချိန်မှာနောင်သားကနောက်ကျနေပါပြီအချိန်တွေကြာလာတော့ပျော်ကနေအပြက်ဆွမ်းလန်းမှုအတီရှင်ဖြစ်လာတယ်ပညာရေးကိုလည်းစိတ်ဝင်စားတော့ဘူးမိဘတွေစီကပိုက်ဆိုင်ဖို့လဲနေမျိုးစုံနဲ့လေးညာတောင်းတက်လာတယ်လူမှုရေးနယ်ပယ်မှာလဲအကျွေးတွေပတ်ချလဲဝိုင်းပြီးလူတော့မတိုးရတော့ဘူးပေါ့ဂိတ်တဲကကြည်ကနန်းတဲကနံပါတ်တွေကတဲ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေနဲ့အနာဂတ်တွေကိုတဲလေယူသွားပါပြီအရေးကြီးဆုံးတတိထားမှာကအလောင်းကစားဆိုတာထိုးသူမင်းတို့နိုင်အောင်လှုပ်ထားတာမဟုတ်ပါဘူးဒိုင်းလို့ခေါ်တဲ့ပိုင်းချင်းတွေနိုင်အောင်လှုပ်ထားတဲ့စနစ်တစ်ခုပါတခါပေါက်ဖို့အတွက်10 ခါလောက်ပြန်ပေးနေရတာကိုလူငယ်တွေသတိမထားမိကြပါဘူးနောက်တစ်ခါဆိုရင်ရမှာပဲဆိုတဲ့မျှော်လင့်ချက်ဟာအစိမ့်သိမ့်နေတဲ့မျှော်လင့်ချက်ပါပဲလူငယ်တို့ရေဘဝမှာလွယ်လွယ်နဲ့ရတဲ့ຢာဆိုတာဘာမှမရှိပါဘူးချွေးထွက်မှသမင်းစားရတာတကယ်ကိုဂုဏ်သိက္ခာရှိပါတယ်အလောင်းကစားမှာပြောနေမယ်အစားမိမိရဲ့အရေးချင်းကိုမြင့်တင်ဖို့အချိန်ပေးပါနှလုံးသုံးလုံးနဲ့စလော့ဂိမ်းတွေကြားမှာတင်းဘွားကိုအဆုံးရှုံးမခံပါနဲ့တင်တို့ဟာဒီချက်မကတန်မိုးရှိတဲ့လူငယ်တွေပါဒီဗီဒီယိုလေးကနေတယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်နောင်တရခဲ့ရင်ကျွန်တော်ရဲ့ရည်ရွယ်ချက်အောင်မြင်ပါပြီအားလုံးပဲလမ်းမှန်ကိုရှောင်လန်းနိုင်ကြပါစေ